ရှောင်းရှန်ဒူးရင်ဒီထက်ဝဲပြန်ပြီလားအဲ့ဒါတော်တော်ဈေးကြီးတယ်လို့ကြားတယ်တပေါင်ကို100ကျော်တယ်မဟုတ်လားဟုတ်ကဲ့ဒီနေ့ကသမီးမွေးနေ့မို့လို့ကိုမုတ်ကျွေးတဲ့အနေနဲ့ဝယ်လာတာပါကြည့်ပါဦးငါကပြောပြတာပါညီကကိုဝင်ဆောင်ထားရုံတင်မဲ့ဟာကိုအခုလိုဈေးကြီးတဲ့အတီးဝယ်စားရအောင်ထိတကယ်ကိုပိုလွန်းလာကြည်လားငါသားကိုကိုဝင်ရှိတုန်းကဆိုငါကအမဲသားတော်မဝယ်စားနိုင်ဘူးကေးကိုကျုံးမှာပိုးပြီးလေကွင်းထဲမှာနေတိုင်းအလုပ်လုပ်ခဲ့ရတာအတီးစားချင်ရင်ပန်းသီးတို့လိမ္မော်သီးတို့ကမကောင်းလို့လားအဲ့ဒါတွေကပတ်စံများကြီးမကုန်ပါဘူးအန်တီသမီးကပန်းသီးတို့လိမ္မော်သီးတို့မကြိုက်ဘူးအပူပိုင်းဒေတာထွက်အသီးတွေကိုကြိုက်တာပြီးတော့ဒီနေ့ကသမီးမွေးနေ့လေဒါကြောင့်သမီးကြိုက်တာကိုသမီးဝယ်တာပေါ့ညီကြိုက်တာဟုတ်လားဘာပဲကြိုက်ဒါမှလာကြိုက်ရသလားလေရင်နဲ့တဲလာတဲ့အသီးကညီအတွက်မကောင်းဘူးအဲ့ဒါကိုမသိဘူးလားဒီလိုသာစားနေရင်တလောက်ကိုအသီးဖို့တင်1000ကျော်ကုန်မှာပေါ့အန်တီသမီးတို့ကရင်းနှီးလို့လားသမီးဘာသာသမီးပတ်စံနဲ့ကိုစားဖို့ကိုဝယ်တာအန်တီနဲ့အန်တီသားနဲ့ဘာဆိုင်လို့လဲအိုးငါကမင်းတို့လိုလူငယ်တွေကိုဝင်ဝင်နဲ့ကိုချိန်မသုံးတက်မှစိုးရင်လို့ပါငါကစေတနာနဲ့အကြံဉာဏ်ပေးတာကိုညီကငါ့ကိုပြန်អော်တယ်ကျေးဇူးမသိတက်လိုက်တာဒီခေတ်ကမိန်းကလေးတွေကပြင်းလဲပြင်းတယ်လောဘလည်းကြီးတယ်အသီးစားရင်တော့နတ်စော်ပြီးဈေးကြီးတဲ့ဟာမှစားချင်ရတယ်လို့ကလေးမွေးလာလို့နှုတ်မုံဘိုးတော်မတက်နိုင်တော့တဲ့အခါကျမှပတ်စံရှာရတာဘလောက်ခက်လဲဆိုတာသိရလိမ့်မယ်တနာစရာကောင်းတဲ့ကလေးလေးတော့ညီလိုမေမျိုးရထားလို့ကန်ဆိုးတာပဲတကယ်ပဲအန်တီစိတ်မနှံ့ဘူးလားသူများပတ်စံကိုကိုပတ်စံလို့လိုက်ချုပ်ချင်နေတာရက်လို့ရမလားအန်တီတို့မိသားစုကစားစရာတော့မရှိအောင်ဆင်းရဲနေလို့လားအဲ့ဒါကြောင့်သူများအသီးကိုလိုက်တွေးယူနေတာလားညီလိုကောင်းမလေးကငါ့ကိုဒီလိုစကားမျိုးပြောရဲတယ်ဟုတ်လားသူကကိုဝင်သေးလေသူ့မွေးနေ့အတွက်ဒူးရင်သီးဝယ်တာအန်တီကိုဘာသွားထိခိုက်လို့လဲဟုတ်ပတ်ကိုသားရေးပဲကိုပူစမ်းပါဘာလို့သူ့ကိုလိုက်ချုပ်ချင်နေတာလဲအဲ့လောက်တောင်မနာလို့ဖြစ်နေရင်ရေများများတောက်လိုက်3ယောက်တယောက်ဖြစ်နေတာကိုမြင်တော့အန်တီ1လဲနောက်ဆုံးတော့ပါဆက်ပိတ်သွားတော့တယ်သမီးလဲအိမ်ပြန်မိဖို့ကြောင့်လဲဒူးရင်သီးထားပြီးအချိန်ကိုစစ်လိုက်တယ်ပြီးတော့ကိုဝင်ဆောင်ပြသရမယ့်စာရွက်စာတမ်းတွေကိုယူပြီးအပြင်ကိုပြန်ပြေးထွက်ခဲ့တယ်သမီးချင်းထားတာကမွန်းလွဲ3နာရီဓာတ်လေကားနာရောက်တဲ့အချိန်မှာအန်တီ1ကအဲ့ဒီမှာစောင့်နေတယ်သမီးဓာတ်လေကားထဲဝင်သွားတာမြင်တော့သူကဘာမှမပြောဘဲလိုက်ဝင်လာပြီးတကယ်ကိုတီတီတက်တက်နဲ့စိုးရိမ်ပူပန်နေတဲ့ပုံစံမျိုးလုပ်နေတယ်ရှောင်းရှမ်းစောစောကဓာတ်လေကားထဲမှာလူတွေအများကြီးမို့လို့ညီးရှက်မကွဲအောင်ငါအလိုက်တီးပေးခဲ့တာအခုတော့ငါတို့2ယောက်တည်းရှိတော့တာဆိုတော့ညီးကိုအတီးလင်းစကားပြောရတော့မယ်သမီးကအန်တီကိုတိတော့မတိတာကြည်စမ်းပါဦးညီးကခက်စိမ့်စိမ့်လုပ်နေလိုက်တာအမှန်တော့ငါညီးကိုစောင့်ကြည့်နေတာကြာပြီညီးကနေတိုင်းတယောက်တည်းတွားလိုက်လာလိုက်နဲ့လက်မထက်ရသေးပဲကိုဝင်ရနေတာမဟုတ်လားကိုဝင်ရှိနေတာကိုအခုထိပတ်စံကိုဒီလိုတုံးချုံနေတော့မယ်ကလေးအတွက်မစင်စားတတ်ဘူးလားငါကညီးကောင်းဖို့အတွက်ပြောနေတာအမှန်တိုင်းပြောရရင်ငါသားကသူများကလေးကိုအလကားကျွေးမွေးစောင့်ရှောက်မှာမဟုတ်ဘူးငါတို့ဝမ်မီသားစုတဲ့ညီးချွေးမဖြစ်ရောက်လာရင်ပထမဆုံးတင်ရမှာကပတ်စံဘလို့ချွေတာရမလဲဆိုတာပဲပြီးတော့လူကြီးကိုလည်းယူသေးရမယ်မိသားစုတဲ့ရောက်လာပြီဆိုရင်ပတ်စံဖြုံးတဲ့အကျင့်ဆိုးကိုဖျက်ရမယ်ဒီအဖွားကြီးဘာတွေလာပြောနေတာလဲငါကသူ့မိသားစုတဲ့လက်ထက်ဝင်ရမယ်ဟုတ်လားအန်တီ1အန်တီစိတ်မနှံ့လားဒါမှမဟုတ်အုံနောက်ထဲရေဝင်သွားလို့လားနေကင်းကြောင်တောင်ကြီးကိုလာပြီးရှောက်ရှာရှိနေတယ်သမီးမှာ4ယောက်ျားရှိပြီးသားပြီးတော့အန်တီပြောတဲ့သားဆိုတာကိုလည်းမသိဘူးဒူးရင်သီးတစ်လုံးနဲ့အန်တီကသမီးကိုချွေးမလို့အထိဘလို့တောင်စိတ်ကူးရင်သွားရတာလဲဘယ်မိန်းကလေးကယူနေလို့အန်တီမိသားစုတဲ့လက်ထက်ဝင်มาလဲညီးကငါသားကိုမသိဘူးဟုတ်လားမသိရင်ဘာလို့သူ့ကိုအတိပေးရတာလဲညီးငါသားကိုမြှုပ်ဆွဲပြီးတော့အခုထိဝန်မခံသေးဘူးပေါ့မထူးဆန်းပါဘူးလက်မထက်ခင်ကိုဝင်ရပြီးဘိုက်ကြီးကြီးနဲ့အပယ်ခံရတာအရှက်မရှိတဲ့မိန်းမအန်တီယူနေပြီလားအန်တီသားကဘာတူလဲသမီးကဘယ်တော့